ဒီနေ့အိမ်မှာပိတ်နေသည့်တလဘော့ရဲ့စိတ်ဖူးငဖိထောင်းနဲ့စွန်းလောင်းနေပေါ့နော်တလဘော့ကတော့ခဏချက်စားဖြစ်တယ်ဆိုတော့လေဟိုပါတော့တင်ဖြစ်နေရပါတော့တလဘော့ရင်မဲ့ခဏတင်တယ်လို့တော့မထင်စေချင်ဘူးအရင်ဆုံးတလဘော့ချက်ဖို့ဆန်ကိုရေးစိမ်ထားပါတယ်ရင်နွေးဆူဆူမှာခုနကဆန်ရေးစိမ်ထောင်းထားတာတွေကိုထည့်မယ်ပြီးရင်ဆန်ကိုခဲမသွားအောင်မှုေပေးပါမယ်ဆန်လေးတွေတဖြည်းဖြည်းနဲ့ကြက်လာပြီးဖြစ်လာပြီဆိုရင်ပိနေညာပြုတ်ထားတဲ့ပိနေသီးပေါ့နော်ပိနေသီးကိုထည့်မယ်ပေါ့နော်အကယ်၍ပိနေသီးကမပြုတ်ထားဘူးဆိုရင်အရင်ဆုံးရေနဲ့တစ်ခါလေးထည့်ပြုတ်လို့ရပါတယ်ပိနေသီးထည့်မယ်ပိနေရေပြန်ဆူလာပြီဆိုလို့ရှိရင်အရွက်တွေခတ်မယ်ပေါ့နော်ကိုထည့်ချင်တဲ့အရွက်ကိုထည့်လို့ရပါတယ်ပြီးရင်စိန်စားငပိပေါ့နော်ငပိကောင်းကောင်းလေးတောင်းရင်တလဘွားပေါ့နော်အရင်အရသာရှူပါတယ်အကယ်၍ကိုကအယူပြုတ်ရည်ပါရည်နဲ့ချက်ရှင်လည်းရပါတယ်အယူပြုတ်ရည်တို့ဘာလို့နဲ့ချက်ရင်တော့အသားအရသာအရှူတက်လေးတော့ပူပါတာပေါ့နော်အခုကငပိထည့်ပါမယ်ပြီးရင်ငတိစင်းရဲ့စက်တုံဖြူရဲ့မခါစီရဲ့ထောင်ထားတာလေးထည့်ပါမယ်စာရှုံမောအရသာကိုသုံးတဲ့ဟင်းခတ်မုံပေါ့နော်ကြိုက်နေတဲ့ရဟင်းခတ်မုံသုံးလို့ရပါတယ်နောက်တည်ဆူလာပြီဆိုလို့ရှိရင်အနံ့အရသာအရန်နဲ့ကိုမှုေးနေတဲ့ပိနေတိတ်တလဘောဟင်းပူဆက်ရှူလေးရပါပြီအမေတို့အိမ်ကတော့တိုင်လုံးကြိုက်ကြပါတယ်အမိလက်ရပါတော့အမေကတော့အမေနဲ့အိမ်မှာတော့တပတ်ကိုတစ်ခါလောက်ကိုချက်စားဖြစ်တယ်ပိနေတိရမဟုတ်ပါတော့ရှိတဲ့အရွက်တွေနဲ့ပိနေတိရှိရင်ပိနေတိတလဘောပေါ့โอเคအခုကပီထောင်းပါမယ်ဒါကတော့စိတ်ဖူးလေးတွေပေါ့နော်ရင်ဆုံးငရုတ်သီးနဲ့ကြက်သွန်ဖြူကိုအရင်ညက်အောင်ထောင်းမယ်ညက်ပြီးသွားပြီဆိုမှစိတ်ဖူးလေးညက်ထည့်ပြီးထောင်းမယ်ပေါ့နော်စိတ်ဖူးလေးနဲ့ညက်သွားပြီဆိုရင်ငပိကင်ထားတာလေးထည့်မယ်ငပိထောင်းဆက်ကလေးရပါပြီပိနေတိတက်လက်ပေါ်ဟင်းနဲ့အရင်လိုက်ဖက်ပါတယ်စိတ်ဖူးလေးနဲ့ထောင်းတာဖြစ်လို့မှုေးပါတယ်အမေကဒါပေါ့နော်စွန်လောင်းဖို့နဲ့စွန်ကတ်ဖို့အတွက်ပါမုတ်ကျက်ဦးလေးကြောပါတယ်ဒါကတော့စွန်ကတ်တာပေါ့နော်ဒါကတော့စွန်ကြိုက်အတွက်ပေါ့နော်ကျေးဇူးတင်ပါတယ်